ကြောက်စိမ်းအေခရစ်ပင်ကိုအိုးအယောင်လေးတွေနဲ့စိုက်ရင်ရနိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြောပြတော့ကျွန်တော်အမျိုးတယောက်ကလိုအပ်ချက်တွေများလုံးလို့အိုးကိုရောင်စုံချဲပြီးတော့စိုက်လိုက်တော့မယ်လို့ဆိုသဗျာဒီနေ့မှာတော့ကြောက်စိမ်းအေခရစ်ပင်ကိုရောင်စုံချဲထားတဲ့အိုးနဲ့စိုက်ရင်ကောင်းသလားဆိုးသလားဆိုတာကိုဖုံးရွှေပညာရှုထောင့်ကနေရောလက်တွေ့ကြတဲ့အမြင်ဘက်ကနေရောပြောပြပေးချင်ပါတယ်ကျွန်တော်လေးစားရတဲ့ကျွန်တော်အမျိုးတွေမေးတဲ့မေးခွန်းကအရန်ကိုကောင်းလို့ဒီကနေ့ဖြည့်ပေးချင်ပါတယ်။တခါတလေဘဝမှာလိုအပ်ချက်တွေအများကြီးရှိနေတတ်ပါတယ်။စီးပွားရေးလည်းလိုတယ်၊ကျန်းမာရေးလည်းလိုချစ်ချင်းမေတ္တာလည်းလိုပညာရေးလည်းလိုတာ။ဒါကြောင့်အားလုံးလိုအပ်တဲ့အတွက်ကြောင့်ကြောက်စင်းအေခရစ်ပင်ကိုအိုးရောင်စုံလေးနဲ့စိုက်မယ်ဆိုတဲ့စိတ်ကအလွန်ပဲချစ်စရာကောင်းပါတယ်။ဒီနေ့မှာတော့ဒီအကြောင်းကိုဖုံးရွှေပညာအရာရောလက်တွေ့ကြတဲ့ရှုထောင့်ကပါအသေးစိတ်ရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့အိုးရောင်စုံရဲ့အတ္တချက်တွေကိုပြောပြပေးချင်ပါတယ်နံပါတ်1ကတော့စွမ်းအင်ပေါင်းစုံအိုးတစ်လုံးထဲမှာအယောင်မျိုးစုံရှိတဲ့အတွက်အယောင်တစ်ခုချင်းစီရဲ့စွမ်းအင်တွေကပေါင်းစပ်မိနိုင်ပါတယ်နံပါတ်2ကတော့ဟန်ချက်ညီမှုအယောင်မျိုးစုံဟာဘဝရဲ့ကဏ္ဍအသီးသီးကိုကိုစားပြုတဲ့အတွက်ဘဝမှာဟန်ချက်ညီမှုကိုဖန်တီးပေးနိုင်ပါတယ်နံပါတ်3ကတော့အားလုံးအတွက်ကောင်းခြင်းပေါ့လိုအပ်ချက်အမျိုးမျိုးရှိသူတွေအတွက်တပြိုင်နက်အကျိုးပြုနိုင်ပါတယ်ဒါဆိုရင်အတ္တချက်ကိုပြောပြီးပြီဆိုရင်ရောင်စုံခြေတထားတဲ့အိုးတွေအားနည်းချက်ကိုလည်းကျွန်တော်ပြောပြချင်ပါတယ်ပထမဆုံးကတော့စွမ်းအင်တွေရောထွေးသွားခြင်းပါဖုံးရွှေပညာအရာအယောင်တစ်ခုချင်းစီမှာကိုယ်ပိုင်စွမ်းအားတွေရှိပြီးတော့သူတို့ရဲ့စွမ်းအားတွေရောထွေးသွားတဲ့အခါမူလရည်ရွယ်ချက်တိုင်းအလုံးမဖြစ်တော့တာမျိုးဖြစ်နိုင်ပါတယ်နံပါတ်2ကတော့အာယုံပြန့်လွင့်ခြင်းပါအယောင်ဆုံးအိုးကအလွန်ဆွဲဆောင်မှုရှိတဲ့အတွက်အပင်ရဲ့တဘာဝကိုအာယုံစိုက်ဖို့ခက်ခဲစေနိုင်ပါတယ်နံပါတ်3ကဥတီချက်မရှိခြင်းတစ်ခုခုကိုအထူးပြုတဲ့အခါအားနည်းချက်ဖြစ်စေနိုင်ပါတယ်ဥပမာစီးပွားရေးကိုအထူးအားပေးခြင်းအနီရောင်အိုးလေးနဲ့စိုက်လိုက်ရင်ပို့ပြီးတော့ထိရောက်မှာပါဖုံးရွှေပညာရှင်တွေရဲ့အဆိုအမိန့်အရတစ်ချက်တည်းနဲ့အားလုံးပြည့်စုံခြင်းဘယ်အရာမှပြည့်စုံမှာမဟုတ်ဘူးလို့ဆိုပါတယ်ဆိုလိုတာကအိုးတစ်လုံးထဲမှာအယောင်အားလုံးထည့်လိုက်တဲ့အခါအယောင်တစ်ခုချင်းစီရဲ့စွမ်းအားတွေပျောက်ကွယ်သွားနိုင်ပါတယ်ဥပမာကိုကကဘာပတ်ချင်တယ်လို့ဆိုကြပါစို့လီငယ်လေးနဲ့ပတ်မယ်ဆိုပါစို့တပြိုင်တည်းနဲ့ကိုရောက်ချင်တဲ့မြို့အားလုံးကိုတပြိုင်တည်းတစ်ချိန်တည်းရောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးတစ်မြို့ပြီးမှတစ်မြို့ဦးတည်ပြီးသွားရမှာပါအဲ့ဒါမှလည်းကိုလိုချင်တဲ့ကဘာပတ်ချင်းကိုပြည့်စုံစေမှာဖြစ်ပါတယ်နောက်ပြီးတော့ကံမကောင်းခြင်းတွေကအစုလိုက်အပြုံလိုက်လာလေရှိပြီးတော့ကံကောင်းခြင်းတွေကြတော့တစ်ခုပြီးမှတစ်ခုလာတယ်ဆိုတဲ့စကားပုံလည်းရှိပါတယ်ဒီတော့ကကို့မှာလိုအပ်ချက်တွေများနေရဆိုရင်တော့အရေးအကြီးဆုံးအလိုအပ်ဆုံးအရာကိုအရင်အောင်မြင်အောင်လုပ်ရမှာပဲဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ရောင်စုံအိုးရဲ့လက်တွေ့အခြေအနေကိုကြည့်ရအောင်ပါပထမဆုံးအနေနဲ့အနုပညာရှုထောင့်နဲ့ကြည့်ပါမယ်ရောင်စုံအိုးတွေဟာအနုပညာမြောက်ပြီးတော့လှပတဲ့အတွက်အလှဆင်ဖို့ကောင်းပါတယ်နံပါတ်2ကတော့ကိုယ်ပိုင်စတိုင်ရှိပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်ကိုလည်းဖော်ပြနိုင်ပါတယ်နံပါတ်3ကတော့ဈေးနှုန်းပါရောင်စုံအိုးတွေဟာပုံမှန်အိုးတွေထက်ဈေးကြီးတတ်ပါတယ်ဒီတော့ကိုယ့်အတွက်အကောင်းဆုံးအလိုအပ်ဆုံးရွေးချယ်စရာတွေကိုရွေးချယ်ပြီးတော့တဆင့်ချင်းသွားပါလို့ပဲအကြံပြုချင်ပါတယ်ရွေးချယ်စရာအဓိကတစ်ခုပဲဦးစားပေးပါဒါဆိုရင်လက်ရှိဘဝမှာဘာအရေးကြီးဆုံးလဲဆိုတာကိုအရင်ဆုံးဆုံးဖြတ်ပါစီးပွားရေးအရေးကြီးရင်အနီရောင်အိုးနဲ့စိုက်ပါကျန်းမာရေးအရေးကြီးရင်အစိမ်းရောင်အိုးနဲ့စိုက်ပါချစ်ချင်းမေတ္တာကအရေးကြီးရင်ပန်းရောင်အိုးနဲ့စိုက်ပါပညာရေးကအရေးကြီးရင်အဝါရောင်အိုးစိတ်ငြိမ်းချမ်းမှုကအရေးကြီးရင်အပြာရောင်အိုးနဲ့စိုက်စေချင်ပါတယ်အဓိကတစ်ခုကိုပဲရွေးပြီးတော့အဲ့ဒီအရောင်အိုးနဲ့စိုက်လိုက်ပါပြီးရင်အခြားအယောင်တွေရဲ့စွမ်းအားတွေကိုအခြားနည်းလမ်းတွေနဲ့ရယူရမှာဖြစ်ပါတယ်နောက်တစ်ခုလုံနိုင်တာတစ်ခုကတော့တကယ်လို့ကို့မှာစိုက်ဖို့နေရအဆင်ပြေတယ်ဆိုရင်ကြောက်စင်းအေခရစ်ပင်အများကြီးကိုအိုးအယောင်စုံနဲ့စိုက်ပါအနီရောင်အိုးနဲ့ကြောက်စင်းအေခရစ်ပင်ကိုစီးပွားရေးအတွက်စိုက်ပါအစိမ်းရောင်အိုးနဲ့ကြောက်စင်းအေခရစ်ပင်ကိုကျန်းမာရေးအတွက်စိုက်ပါပန်းရောင်အိုးနဲ့ကြောက်စင်းအေခရစ်ပင်ကိုချစ်ချင်းမြတ်တာအတွက်စိုက်ပါအဲ့လိုစိုက်စေချင်ပါတယ်ဒီလိုလှုပ်ခြင်းအပြင်အယောင်တစ်ခုချင်းစီရဲ့စွမ်းအားကိုအပြည့်အဝရရှိစေမှာပါအိုးရဲ့အဓိကအယောင်ကိုတစ်ခုတည်းထားပြီးတော့အခြားအယောင်တွေအစင်တစားဖြစ်ထည့်သွင်းခြင်းလည်းအလွန်ကိုတင့်တော်ပါတယ်
ဥပမာပြောရရင်အနီရောင်အိုးကိုအခြေခံထားပြီးတော့အစိမ်းအဝါအပြာစတဲ့အယောင်လေးတွေကိုအနာတက်အနေနဲ့ချဲတာပါဒါဆိုရင်အဓိကစွမ်းအားကအနီရောင်စီမှာရှိပြီးတော့အခြားအယောင်တွေရဲ့စွမ်းအားကိုလည်းအနည်းငယ်စီရရှိမှာဖြစ်ပါတယ်နောက်ပြီးရာသီအလိုက်ပြောင်းလဲပြီးစိုက်ပျိုးရမှာဖြစ်ပါတယ်နွေရာသီမှာအပြာရောင်စိုက်ပါအေးမြမှုအတွက်မိုးရာသီမှာအစိမ်းရောင်ကြီးထွားမှုအတွက်စိုက်ပါဆောင်းရာသီမှာအနီရောင်နှွေးထွေးမှုအတွက်စိုက်ပါဘဝအဆင့်လိုက်လိုအပ်ချက်ပြောင်းတဲ့အခါအိုးအယောင်ကိုပြောင်းပြီးစိုက်ပါနောက်ဆုံးအကြံပြုချင်ရတော့ချစ်ရတဲ့ကျွန်တော်အမျိုးတွေတကယ်လို့များကိုကရောင်စုံအိုးကိုပဲစိတ်ကြိုက်ဖြစ်တယ်နှစ်သက်နေတယ်အာယုံရနေတယ်ဆိုရင်တော့ရောင်စုံအိုးလေးနဲ့ပဲစိုက်ပါဘာလို့လဲဆိုတော့အရေးကြီးဆုံးကကိုယ့်အပင်ကိုချစ်မြတ်လို့ဆိုတာပြုစုခြင်းပဲဖြစ်ပါတယ်အိုးပဲလောက်ကောင်းကောင်းအယောင်ပဲလောက်မှန်မှန်ကိုယ့်အပင်ကိုဂယူးမစိုက်ဘူးဆိုရင်ဘာအကျိုးမှရှိမှာမဟုတ်ပါဘူးဒါကြောင့်ကိုယ့်အကြိုက်ဆုံးအိုးကိုရွေးပါကိုယ့်အပင်ကိုချစ်ပါကိုယ့်အပင်ကိုပုံမှန်ဂယူးစိုက်ပါကိုယ့်အပင်ကိုစိတ်ထားကောင်းကောင်းနဲ့ပြုစုပါဒါမှလည်းအပင်ကကိုယ့်ကိုကောင်းကျိုးပြုမှာဖြစ်ပါတယ်ဒီလိုမေးခွန်းကောင်းတွေအတွက်ကျွန်တော်အမျိုးတွေကျေးဇူးတင်တဲ့အနေနဲ့အခုကျွန်တော်ပြောပြမယ့်အချက်ကလေးကိုသိထားဖို့လဲလိုပါတယ်။အိုးအယောင်ကအရေးပါပါတယ်။ဖုံးရွှေပညာကလည်းအရေးပါပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထားနဲ့ယုံကြည်မှုကသာအဓိကအရေးကြီးဆုံးပါ။ကိုဘလို့ယုံကြည်ဘလို့ခံစားအဲ့ဒီစွမ်းအင်တွေကကိုယ့်အပင်စီကိုရောက်ရှိသွားမှာပါ။ဒါကြောင့်ကိုယ့်စိတ်နဲ့အစဉ်ပြေဆုံးကိုယ့်အကြိုက်ဆုံးအိုးအယောင်ကိုရွေးပြီးတော့ကိုယ့်ရဲ့ကြောက်စင်းအေးခရစ်ပင်လေးကိုချစ်ချင်းမေတ္တာနဲ့ပြုစုလိုက်ပါဒီနေ့ဗီဒီယိုလေးကကျွန်တော်မျိုးတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်မျိုးတွေအိမ်မှာကြောက်စင်းအေးခရစ်ပင်ကိုဘာအယောင်အိုးနဲ့စိုက်ထားသလဲဒါမှမဟုတ်ရောင်စုံအိုးနဲ့ပဲစိုက်ထားလားဆိုတော့ comment မှာဓာတ်ပုံလေးနဲ့တကွဝေမျှပေးစီလိုပါတယ်အကောင်းဆုံး comment လေးကိုလည်းနောက်ဗီဒီယိုပေါ်မှာကျွန်တော်ဖတ်ပြပါမယ်အကောင်းဆုံးဓာတ်ပုံကိုလည်းနောက်ဗီဒီယိုကြရင်ကျွန်တော်ဖော်ပြပါမယ်ကျွန်တော်ရဲ့ channel လေးကို like share and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်လေ